အားလုံးပဲမင်္ဂလာပါဆီလီကဘာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မီဇက်နဲ့အေရကွန်ဖွင့်ရကနေတမီတာစုလုံးအသက်ဆုံးရှုံးလိုက်ရတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့အတူကြည့်ရှုတော့မှာဖြစ်ပါတယ်မလာလို့မီဇက်နှိုးပြီးတော့အဲကုန်းဖွင့်ပြီးတော့အိတ်တာအဲ့ဒီကနေပြီးတော့မှတမီတာစုလုံးမီဇက်ကထွက်လာတဲ့ကာဗွန်မိုနောက်ဆိုက်အစိတ်တင်ပြီးတော့တည်ဆုံးသွားတာအဲ့ဒီဖြစ်စဉ်ကမနစ်ကမေလ1ရက်နေ့မှာစံချောင်းမြို့နယ်မှာဖြစ်ခဲ့တာအဲ့ဒီအကြောင်းကိုစဆုမပိုးတွေရောဈေးတယ်ရောရှင်တို့သိရအောင်လို့တခါတည်းနေရာယူပြီးတော့ဒါနားထောင်သွားလိုက်တော့လာရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဒါနေရာယူလိုက်တော့နော်အဲ့တော့ဒီဖြစ်စဉ်ကမနစ်ကမေလ1ရက်2025မှာတည်ခဲ့တာပေါ့ဒီသားဖြစ်သူရဲ့အမေအဲ့အန်တီကနေပြီးတော့မှအခုဒီနှစ်မှာတစ်နှစ်လေပြန်ပြီးတော့ post တင်တာပေါ့နော်ဒီမေလ1ရက်နေ့မှာသူ့မျက်လုံးနဲ့ဒီသူတို့တိတ်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ကိုကွက်မြင်လိုက်ရလို့သူ့အတွက်ဘလို့မှလည်းမဖြေမစင်နိုင်လို့ဘလို့မှလည်းဒီမမေ့နိုင်ဘူးဆိုတဲ့အကြောင်းပေါ့နော်အခုဆိုလို့ရှိရင်သူကတစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်စဉ်ကဘလို့လဲဆိုတဲ့ခါကျတော့တကြံပြီးတော့သူသားကြီးတွေလည်းအဲ့လိုမျိုးကိုယ့်အိမ်ကိုပြန်သွားပြီးတော့အဲ့လိုမျိုးနေကြတာပေါ့နော်နေကြတဲ့ခါကျမှသားမှာသားရဲ့မိန်းမရဲ့ပြီးတဲ့ခါကျတော့အဲ့ဒီမြီးနှစ်ယောက်ရဲ့ပေါ့မြီးနှစ်ယောက်ကကလေးယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်အဲ့ဒါအပြင်မှာသူတို့မွေးထားတဲ့ခွေးလေးတစ်ကောင်လည်းရှိတယ်အဲ့ဒီအချိန်မှာဒီအန်တီကနေပြီးတော့သူ့သားကြီးကိုဖုန်းဆက်တဲ့ခါကျတော့ဖုန်းမကင်အောင်ဒီလိုနဲ့1ရက်2ရက်3ရက်အဲ့လိုမျိုးမကင်ကြအောင်အဲ့တော့သူတို့အလုပ်တွေပဲရှုံနေလို့လားဖုန်းနဲ့လူနဲ့လည်းမတွဲမိလို့လားတားအောင်ဖုန်းဆက်တော့လည်းမကင်ဘူးအဲ့လိုပဲချွေးမဖြစ်တဲ့သူကိုလည်းဖုန်းဆက်တော့ခါကြတော့မကင်အောင်တကြံပြီးမလို့သူတို့လည်းအလုပ်ရှုံနေလို့လားဆိုပြီးတော့အဲ့လိုမျိုးတွေဘလို့မှခေါ်လို့မရအောင်အဲ့လိုနဲ့သူကအဲ့တားကြီးနေတဲ့အိမ်ကိုလိုက်သွားပြီးတဲ့ခါကျတော့အဲ့မှာခေါ်လို့လည်းမရအောင်ပဲခေါ်လို့မရတဲ့ခါကျတော့အဲ့မှာအိမ်ရှင်ဟိုတဲ့သူအကူကြီးတောင်းပြီးတဲ့ခါကျတော့ပေါ့နော်အဲ့မှာပရင်းပေါက်ကနေပြီးတော့အဲ့လိုမျိုးဖွင့်ကြည့်လိုက်တဲ့အချိန်မှာအဲ့လိုမျိုးတွေးပြက်စရာမြင်ဝင်ပေါ့နော်တမီသားဆိုလို့သူတို့တည်ဆုံးနေရတဲ့ဟာကိုအဲ့လိုမျိုးမြင်လိုက်ရတဲ့ခါကျတော့အဲ့မှာသူတို့တည်ဆုံးတာကိုတွေးလိုက်တာကျတော့မေလ1ရက်2025မှာတွေ့တာဒါပေမဲ့သူတို့တည်ခဲ့တဲ့ဖြစ်စဉ်ကကျတော့တည်သွားခဲ့တာကျတော့28ရက်4လညာပိုင်းပေါ့အဲ့ဒီညာကနေပြီးတော့28ရက်ကိုအခုအဲ့ဒီညာပိုင်းမှာသူတို့ကတည်ဆုံးသွားခဲ့တာဖြစ်စဉ်ကကျခုနပြောသလိုပဲဘလို့လဲဆိုတဲ့ခါကျတော့မီးမလာလို့မီးစက်နှိုးပြီးတဲ့အခါကျတော့အဲကုန်းဖွင့်တာအဲ့ဒီမှာမီးစက်ကထွက်လာတဲ့ကာဗွန်မိုနောက်ဆိုက်ပေါ့နော်ကာဗွန်မိုနောက်ဆိုက်ကနေပြီးတမီသားစုလုံးအစိမ့်တင်ပြီးတော့တည်သွားတာအဲ့မှာရှင်တို့တွေမီးမလာလို့ပဲဖြစ်ဖြစ်မီးပြတ်လို့ပဲဖြစ်ဖြစ်မီးပြတ်လို့မီးစက်နှိုးကြတာပဲဖြစ်ဖြစ်ပေါ့နော်ဒီဘလို့ပဲလုံးဒီမီးစက်ကကြတော့ဒီထွက်လာတဲ့ဒီအိတ်ဇောပိုက်တွေပါရှိတယ်တချို့တွေကကြအရင်တော့ကျတော့ထွက်လာဒီရဲ့ရှေ့ကောင်းမှာတက်တယ်လို့မျိုးမီးစက်ကြီးတွေအကြီးတွေအတိုင်းတွေလည်းထုံဆိုအဲ့လိုမျိုးကြီးအကျယ်ကြီးဒါပေမဲ့အခုနောက်ပိုင်း generator တွေကကြတော့ဒီဆိုအတန်လေးတော်တော်လေးပဲကွယ်အဲ့လိုမျိုးလေးပဲမြည်တယ်ပြီးတဲ့ခါကျတော့လေသူတို့အတန်လုံးဘာညာဆိုပြီးတဲ့ခါကျတချို့တွေကလို့အိမ်ထဲမှာပဲထည့်ပြီးတော့ခါကြတော့ဒီမီးစက်တွေကိုအဲ့လိုမျိုးလဲပတ်ကြရပေါ့တခြားဘေးရက်ကွက်ကကြားမှာစိုးတာတကြားအတန်စုညံလို့ရှင်တိုက်ခန်းမှာကြတကြားအဲ့လိုမျိုးတွေအိမ်ထဲမှာထည့်ပြီးတော့လုံးကြရအဲ့ဒါတွေကလုံးဝမလုံးတင်မအောင်เนาะအဲ့ဒီမီးစက်ကိုဒီလိုမျိုးလဲပတ်လိုက်တဲ့အချိန်မှာအိတ်ဇောပိုက်တို့မျိုးဒီတခြားအဲ့ဒီရှိမယ်ကွယ်လို့မီးစက်အသေးတွေမှာဆိုလို့ရှင်အဲ့ဒီကနေထွက်လာတဲ့ဒီကာဗွန်မိုနောက်ဆိုက်ပေါ့เนาะအဲ့ဒီကာဗွန်မိုနောက်ဆိုက်ကဆိုလို့ရှင်လူတွေကိုအိတ်ပျော်ပြီးတဲ့ခါကျအဲ့ဒီမူကြီးဝေပြီးတော့ကွယ်အဲ့လိုမျိုးအိတ်စေတယ်အဲ့လိုမျိုးအိတ်စေတဲ့အပြင်ကိုဒါကကြတော့သူတို့ရဲ့ဖြစ်စဉ်ကကြတော့အိတ်တဲ့အချိန်မှာသူတို့ကဒီအဲကွန်ကိုဖွင့်ပြီးတဲ့ခါကျမီးစက်နှိုးပြီးအဲကွန်ဖွင့်လိုက်တာအဲ့ကြတော့ဒီဟာကျတော့အရောင်လည်းမရှိဘူးဒီရဲ့ထွက်လာတဲ့အငွေကာဗွန်မိုနောက်ဆိုက် CO ကအငွေအရောင်လည်းမရှိဘူးသူတို့မှာအနံ့လည်းမရှိဘူးဒါပေမဲ့အဲ့ဒါကိုရှူဆိုင်တယ်ဆိုလို့ရှိရင်အကုန်လုံးနှလုံးရက်ပြီးတဲ့ခါကျအဲ့လိုမျိုးတေးစေနိုင်တယ်ကွယ်အစိတ်တက်နိုင်တယ်အဲ့လောက်ထိကိုပြင်းထန်တယ်တချို့ရှင်တို့လည်းကြားဖို့မှာပေါ့အရင်တော့မီးစက်သွားနှိုးတာကားကိုတောင်ထဲမှာမိလဲဒီအိတ်ပျော်နေလို့ဆိုတာအဲ့ဒီကာဗွန်မိုနောက်ဆိုက်အစိတ်တက်ပြီးတဲ့ခါကျအဲ့လိုမျိုးအိတ်ချင်းမူကြီးကြီးဝေးပြီးတဲ့ခါကျအဲ့လိုမျိုးအိတ်ပျော်တချို့ကံကောင်းတဲ့လူတွေကကြတော့အိတ်ပျော်နေလို့ဆိုနှိုးလိုက်လို့ဒီလိုမျိုးအရင်မလုံဘူးအလုံးပိတ်မဟုတ်တဲ့အခန်းမှာမျိုးကြတော့အသက်ရှင်အောင်ဖြစ်နိုင်နေသည်အခုလိုမျိုးဒီအလုံးပိတ်ခန်းထဲမှာလည်းဖြစ်တယ်အဲကွန်နေနဲ့လည်းဖွင့်ပြီးတော့အိတ်ထားတယ်မှာဒီလိုမျိုးမီးစက်ကထွက်လာတဲ့ဟာကိုရှူဆိုင်မိတယ်ဆိုတညာလုံးဆိုတဲ့အခါကျအဲ့လိုမျိုးစိတ်မကောင်းစွာနဲ့ပဲဒီလိုမျိုးဖြစ်ရတာပေါ့နော်အဲ့တော့ဒါကိုရှင်းလို့လည်းသတိထားနိုင်ကြပါစေလို့เนาะအဲ့ဒါလာပြပြကြပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမေတ္တာ